နေစဉ်ညောင်ညိုရင်မှတို့နှစ်ယောက်ကအချိန်တွေကိုမြန်မြန်ကုန်မဆုံးမိတယ်ခုချွေတော့ချင်တဲ့လူတွေမပြေနိုင်ရင်ဒီချီတည်းရနေတကယ်